သူများအကြောင်းမစင်သားနဲ့ဒါနဲ့မစုအကြောင်းစင်သားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစင်သားအားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆိုးအောင်လုပ်တာလေတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲစဉ်းကျင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတို့တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေတယ်ဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တကယ်လို့နေရမှာတော့ဟုတ်တယ်ချိန်တော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှိမ့်မြုပ်ဘူးမကြိုက်ဘူးကိုယ့်ကိုယ်ကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးတဲ့လဲလို့မြင်ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးတဲ့တယ်ကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုယ်အကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေတိတ်ပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကဒါကိုယ်တိုင်ပုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုယ့်အကြောင်းကိုခေါင်းထဲကိုတိတ်မထဲလို့ကိုယ့်အကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုယ့်အကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားတဲ့အကောင်းတွေလို့ထင်နေတာတကယ်တမ်းကိုယ့်အတွက်စိတ်ဝင်စားတဲ့အကောင်းဆုံးကကိုယ့်အကြောင်းပဲ